ငယ်တုန်းကရန်ချစ်ဆက်စားမယ်ဆိုလို့ရှိရင်ခေါက်ဆွဲပြဥပမာပါခဲ့တဲ့ပဇွန်တို့ကြက်သားတို့ကြက်ပေါင်တို့မျှော်လင့်ခဲ့ဘူးရမလားအဲ့လိုမျိုးကြက်သားတို့အကြီးကြီးရဲ့အဲမှာပါမယ်ဆိုလို့ရှိရင်အရန်နစ်စားဖို့လက်အိပ်ပါတဲ့အထီကိုဝန်ဆောင်မှုကောင်းတဲ့ခေါက်ဆွဲပြုတ်ဆိုလို့ရှိရင်တော့ရှင်တို့စားမလားပြောဒီနေ့ကျမတစိမ့်အစ်တစ်ခုနဲ့မိတ်ဆက်ပြီးမယ်နော်ဒါအတန်စားခေါက်ဆွဲလေးပါရှင့်ဒီစိမ့်နာမည်ကတော့ chili chick လို့ခေါ်ရပါတော့။သူကလေအရတာအစုံကိုပါတယ်နော်။ cheese နဲ့လောက်ထားလေပါတယ်ကြာစလန်းပါတယ်ခောက်ဆွဲအောင်မှာသူကလေမာလာရှန်ကိုအရတာဟော့ပေါ့အရတာပြီးလို့ရှိရင်အသားကင်အရတာစက်သားအဲ့မျိုးအစုံပေါ့နော်စီချက်အများကြီးပဲစိတ်တွေထွက်တယ်။သူဈေးနှုန်းကတော့4000ဝန်းကျင်လို့ပြောပါတယ်ရှင်။165 gram ပါပါတယ်။ငငယ်ကအိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့အတွက်အတဲထဲမှာစက်သားတော့အကြီးကြီးပါပါတယ်နော်ကျမဒီထဲကတထုပ်ကိုညနေကြလို့ရှိရင်ကျမထုတ်ပြီးတော့ပြုတ်ကြည့်မယ်ပေါ့နော်ပြီးရင် review လေးလာပေးမယ်ရှင်တို့တကယ်ပဲစက်သားတော့အကြီးကြီးတွေပါလားအရသာတကယ်ပဲကောင်းလားဆိုတာကိုလေကျမနဲ့တူတူလိုက်ကြည့်ကြမယ်နော်စမ်းပြီးတော့စားကြည့်နေတယ်ဆိုလို့ရှိရင်ရှင်တို့ဝေရမယ့်အကောင့်ကိုကျမအောက်မှာ mention ထားပေးမယ်နော်ညနေကြလို့ရှိရင်ကျမခောက်ဆက်တဲ့ဗီဒီယိုလေးနဲ့အတူတူပြန်ပြီးတော့ရှင်တို့နဲ့တွေ့ပါမယ်ရှင်အားလုံးပဲတတာ